ကျင်းစောတာတလားပြည့်အခါမှာဘာတွေပြောင်းလဲသွားလဲပေါ့နော်ဘာတွေမှပြောင်းလဲဖို့ပန်ကတော့မမျော်လင့်ပါဘူးပန်ချင်းစော့ရဲ့တလားအနည်းနည်းနဲ့ဆိုတလားပြေသွားပြီပေါ့နော်တလားပြေတော့ကျတော့ပန်အရှိတလားလုံး PT မယူထားဘူးပေါ့နော်ဒီတလားနေတော့မှပန် PT ယူပြီးတော့စော့တာဖြစ်ပါတယ်အရှိရတလားနေမှာပန်ကြောက်ဖို့လဲဘာမှမမျော်လင့်ထားပါဘူးပန်ကကျတော့တိတ်ပြီးတော့မလုံနိုင်တဲ့ထဲမှာပါပါတယ်ဒါပေမဲ့ပန်ကို weight အခြေအနေကိုသိရကိုချမရတော့မယ်ဆိုတော့သိတာဖြစ်တဲ့အတွက်ဂျင်ုံသွားတာပါအရှိတလားမှာဆိုရင်ပန် weight အများကြီးကျဖို့မမျော်လင့်ထားပေမဲ့ပန်အနေနဲ့ဆိုရင်ပေါင်ချိန်ဆက်ပေါ်မှာ4ပေါင်ကျပါတယ်ပြီးလို့ရှိရင်လူကနေရတာပို့ပြီးတော့ပေါ့ပါလာတယ်ဘိုက်တွေပါရေးဆိုရင်လည်းနည်းနည်းလေးချက်သွားတယ်ပေါ့နော်ဗန်နေဘူးမိုးရွာချင်းကိုနားရမယ်ရက်ကလွယ်ပြီးလို့ရှိရင်ပန်းရဲ့အလောက်အရန်အရေးကြီးကိစ္စပဲဖြစ်ဖြစ်ပန်းမအားတာပဲဖြစ်ဖြစ်အဲ့လိုရက်တွေကလွဲပြီးတော့ကျန်တဲ့ရက်တွေဆိုရင်ပန်းချင်းကိုပုံမှန်ရအောင်သွားပါတယ်မလုံနိုင်ပေမဲ့လည်းကိုနိုင်တဲ့လောက်တစ်ဖြည်းဖြည်းနဲ့လုပ်ပါတယ်ဒီလကတော့ပန်း PT ယူထားပါတယ် PT လေးနဲ့တေးချလေး train ကျင်လို့ယူထားတာပါပန်းဟိုးငငယ်တော့ဆိုရင်တော့အခုလောက်မဝဘူးပေါ့နော်အသက်ကြီးတဲ့အချိန်မှာပန်းရဲ့ဟော်မုန်းအပြောင်းလဲကြောင့်ရောအဲ့လိုအဟာကြောင့်စုပြီးတော့ဝလာပေါ့နော်အခုကတော့ပေါင်160နီးပါးလောက်ကိုဖြစ်သွားပါရဲ့ပန် PT နဲ့ဆက်ပြီးတော့ဆော့မယ်ပြောင်းလဲသွားတဲ့ reset လေးတွေကိုလည်းသူများရဲ့မူတည်ရအောင်သင်ပေးပါမယ်အစားအသောက်ကောပန်ချင်းရောတီချာလေး train နေပါတယ်ကိုပြန်ပြီး view site မှာပန်ရဲ့ကျန်းမာရေးကလည်းပို့ပြီးတော့ကောင်းပါပေါ့နော်ဒီအတန်ကလေးနည်းနည်းဟွာဖြစ်နေလိမ့်မယ်ပတ်ဝန်းကျင်ကလေးပန်လဲအတန်ကိုငိမ့်အောင်မစောင့်နိုင်တော့လို့ပေါ့နော်ဗီဒီယိုကတင်ရမှာဆိုတော့ပန်အတန်သွင်းပြီးတော့တင်ပေးလိုက်တာဖြစ်ပါတယ်ဒါဆိုရင်တော့ပန်နောက်ဗီဒီယိုမှာပြန်တွေ့ချပါမယ်ဝေချမဲ့လူတွေလည်းအားလုံးအတူတူလိုက်ပြီးတော့ချကြပါအကုန်လုံးကလုံးနိုင်ပါတယ်ကျမရဲ့ဆရာပြောသလိုလူလှုပ်တဲ့အခါကျလို့ရှိရင်မဖြစ်တာဘာမှမရှိဘူးဆိုလို့ပါပဲနော်